မင်္ဂလာပါကျွန်တော်ရဲ့ Flip it or not စီစဉ်နဲ့တော့ပြေးသက်တဲ့ဝင်နေရတာနှစ်လောက်ရှိပါပြီ။ဘာဖြစ်လို့ဆိုကျွန်တော်ကျမ်းမာရေးကတော်ကိုကျွန်တော်ဆိုးရခဲ့ပါတယ်။ဆေးဥမာကြီးပဲကျွန်တော်နောက်ဆုံးဆေးရုံဆိုရင်ကျွန်တော်ရဲ့အသက်တခင်ဆေးရုံပေါ့နော်။ဟိုမြောက်တော့က PT ဝေဆေးရုံနော်။အားလုံးကလက်လျှော့လိုက်ကြပြီဆိုတဲ့အချိန်မှာသူတို့ကတော့မလျှော့ဘူး။ရအောင်ကုမယ်ဆိုပြီးတော့ဒီချိန်တွေရောက်အောင်ပြန်ကုပေးခဲ့ပါတယ်။အဲ့ခါကျတော့ကျွန်တော်အလုပ်တွေလည်းကျွန်တော်စိတ်ဝင်ဆင်းလာတဲ့အချိန်မှာကျွန်တော်အလုပ်မလုပ်နိုင်ဘူးမျက်နှာတွေကလည်းပိန်ချုံလူကလည်းစကားတောင်မှကောင်းကောင်းလေမဆက်ဘူးပြောရတာအဲ့လိုနေခဲ့ရတယ်အခုတော့တဖြည်းဖြည်းပြန်ကောင်းလာတယ်ပြန်ကောင်းလာတဲ့ခါကျတော့ပြေးတက်တင်နေလဲအဆက်တွေရဒီ Flip it or not အစီအစဉ်လေးပြန်ရိုက်ပါဆိုပြီးတောင်းဆိုကြတယ်အဲ့ဒါလည်းကျွန်တော်တို့တအားပဲအဲ့လိုကျွန်တော်လည်းရိုက်ချင်နေတဲ့အချိန်မှာကျွန်တော်လည်းမိသားစုလိုဖြစ်နေတဲ့ Sweetie Home ကနေပြီးတော့ကဲလိုအပ်တာအားလုံးကိုပံ့ပိုးကူညီပေးမယ်ပြန်ရိုက်ပါဆိုတဲ့အတွက်ပြေးတက်တင်နေကျွန်တော်နဲ့ဒီနေ့ကျွန်တော်တို့ရဲ့ not believe it or not prologue အစီအစဉ်လေးမှာပြန်ပြီးတော့တွေ့ကြရတာဒီတစ်ပတ်ရွေးချယ်ထားတဲ့ကျွန်တော်တို့အကြောင်းအရာလေးကတော့ခေါင်ရွှေဖိုးလို့အမည်ပေးထားတယ်အဲ့တော့ကျွန်တော်ကိုတူကပြောပြတာသူ့လည်းသူ့ရဲ့မြန်းညီကိုကပြန်ပြောပြတာကျွန်တော်ကတော့တက်80လောက်ရှိနေပြီဆိုတော့သူမြန်းညီကိုဥထေအောင်ဆိုတာအခုတော့ဆုံးသွားပါပြီသူ့ဖေကပြောခဲ့တဲ့အကြောင်းအရာလေးပေါ့သူတို့ရွာမှာတကယ်ဖြစ်ခဲ့တာဒီအကြောင်းအရာလေးဆိုတော့အနည်းဆုံးနှစ်100လောက်တော့ရှိပြီပေါ့နော်သူတို့မအူပင်ဇာတိကျွန်တော်မူပင်ဒီမြစ်ခေါ်မလားမူပင်ချောင်းခေါ်မလားအဲ့ထဲဝင်လာလိုက်ရင်ဘယ်ချက်မှာမူပင်မြောက်ခင်မှာအဲ့မှာရွာကြီးတရားရှိတယ်ဆိုတော့တိတ်ကြီးတော့မဟုတ်ဘူးပေါ့ဘယ်လိုခေါ်လဲမူပင်မြို့တော့မဟုတ်ဘူးမူပင်မြို့နဲ့နည်းနည်းလမ်းနေဒါပေမဲ့အခုဆိုရင်တော့မူပင်မြို့တွေကိုပါသွားပြီပေါ့ဒီနေရာတွေကမူပင်မြို့ဖြစ်သွားပြီပေါ့အရွာကြီးတရားရှိတယ်အဲ့ဒီရွာသူတို့ဇာတိရွာအဲ့ဒီရွာမှာဘာလဲဆိုတော့အများသောအားဖြင့်ຢာတွေကိုင်းနေလောက်ကြတယ်အများစုကတော့လူစင်းရဲများတယ်ဆိုတော့ထုံးစံတိုင်းပဲတက်ငါလုံးပေါ့နော်ညဆိုရင်ပိုက်ထောင်ငါဖမ်းဒီလုတ်တွေလုတ်ကြတာပေါ့အဲ့တော့သူတို့ရွာကလည်းဘယ်လိုလဲဆိုတော့ဒီတောင်မြင်ရှိတယ်တောင်မြင်ကရေကျန်ပို့ပြီးတော့ကျေသွားတယ်ရေမကျန်တောင်မှတော်တော်ကျေတယ်အဲ့ဒီတောင်မြင်မှာညနေဆောင်ဆိုရင်ຢာကိုင်းကတိတ်လာတဲ့လူတွေရေစင်းချိုးတဲ့ကလာသားတွေပါချင်းဝိုင်းရှိတယ်ချင်းကတ်ကြပေါ့အဲ့မှာအပြိုလေးတွေကလည်းရွာသူလေးတွေကလည်းရေချိုးကြအဲ့ကလာသားတွေကဒီဘက်ကနောက်ဟိုဘက်ကရွာသူတွေကလည်းအချင်းချင်းပြန်ထိကြကလိကြပေါ့နော်အဲ့လိုမျိုးစီကားပါပေါ့ညနေဆိုရင်အဲ့ဒီမှာချင်းဝိုင်းရှိတယ်အဲ့ဒီဦးတောင်လေးကိုဖေးရလဲအဲ့မှာချင်းကတ်တယ်ငယ်ကချင်းကတ်တဲ့အခါကျတော့ဘာဖြစ်လဲဆိုတော့သူတို့ကဝိုင်းချင်းကတ်ကြတာလေဝိုင်းချင်းဆိုတော့အဲ့မှာသူတို့ရွာမှာချင်းမင်းသားတယောက်ရှိတယ်ပုံပွားတော့ချင်းကတ်လဲကောင်းလဲလှတယ်ခန္ဓာကိုယ်ချိုးစားလဲအဲ့လိုပေါ့ထိုးကွင်းမြင်ညောင်တွေနဲ့ရောင်ကလည်းထိုးပြီးတော့ချင်းကတ်မယ်ဆိုရင်အပြိုတွေကတော့မသိပတာငဲကြည့်ရတဲ့ကိုပွားအဲ့လိုမျိုးဒါရွာမှာတော့ကိုပွားစတာပေါ့နော်ဆယ်လီဖြစ်နေတာပေါ့အဲ့လိုခက်ကြနေတည်းကြတော့အဖိုးတယောက်ကချင်းလာကတ်တယ်ဒီဘိုးကြီးကအဲ့မြေတဲ့ရေချိုးပြီးတက်လာသူတို့နေတိတ်မဆန်းဘူးဘာဖြစ်လို့လဲဆိုတော့သူတို့ရွာကရွာရှိတဲ့အတွက်သူကရေစိတ်လေးဖြစ်နေတာဟုတ်အဲ့မှာအညာကိုဆံမဲ့လှေတွေအညာဆုံဆင်းလာတဲ့လှေတွေဒီနေရာမှာကတ်ကြတယ်ကတ်ပြီးတော့နားကြပေါ့ပစ္စည်းတင်မယ်ဆိုရင်လည်းတင်ပစ္စည်းချမယ်ဆိုရင်ချဒီလိုမျိုးဆိုလှေသားတွေကလည်းစုံနေအဲ့နားမှာအဲ့တော့ဒီလှေကလူတွေကလည်းတခါလေချင်းလာခက်တယ်တော့မဆန်းဘူးဒီဘိုးရဲ့လာကတ်အဲ့လိုပဲဒါပေမဲ့ तू ကဖားလဲဆိုချင်းကတ်တော်ကောင်းနေတာခုနပြောတဲ့ကိုဘွားတော်မှလည်းမျက်လုံးပြူးတယ်ချင်းကတ်တော်ကောင်းတော့ဘိုးကြီးကဟာပေါ့နော်ချင်းကတ်ကောင်းတယ်ဆိုတော့လူတွေကလည်းအကုန်လုံးကဒီဘိုးကြီးကိုလာတယ်ဆိုရင်ပျော်ကြတာမျှော်ကြတာပေါ့ဘိုးကြီးကချင်းကတ်တယ်ပြန်ကန်ဒီဆိုရင်နည်းနည်းမောင်လေးချင်းမမြင်ရတော့ဘူးဆိုရင်လည်းအချင်းကျန်ချင်းဝိုင်းကတိတ်ပြီးအဲ့မှာရေချိုးတဲ့လူကချိုးဒီပြန်လေးလူကပြန်ပေါ်အဖိုးကြီးကအဲ့မှာပြန်လာပဲပြန်လေးရေးတဲ့ဆင်းသွားတာအဲ့မှာကိုစမ်းမုံဆိုလူတယောက်ရှိတယ်သူကလည်းလူစင်းရဲပဲအဲ့လိုပဲအကြီးပလာနဲ့ပစိုးအဟောင်းတစ်ထည်နဲ့နေတဲ့လူခေါင်းကြိုက်ပြီးတော့မှချင်းကတ်တယ်ဒါပေမဲ့လွယ်ဆိုလို့အမြဲပါတယ်အဲ့လွယ်ထဲမှာပါတော့900ဆိုထုံးဝဲဆေးရပေါ့ဒါပဲ
အဖိုးရကွင်းရတယ်ထောက်တော့စားစမောကျွေးတယ်နေတိုင်းကျွေးတယ်သူလည်းစားအဖိုးရရည်ရဲဆင်းသွားတာရေကူပြည့်သူ့လေသူပြန်မယ်ပေါ့ဒီလိုပဲဟိုထင်ကြတယ်ပေါ့အားလုံးလည်းထင်ကြတာအဲ့မှာတရက်ကြတော့မလာဘူးလာတော့ချင်းဝဲတိတ်မစီဘူးဖြစ်နောက်ပြည့်ကျတော့လာရလာဟာမလေးဘာလို့မလာလဲမလေးကမျောနေကြဟာလာအော်မသိဘူးကွာမလေးကလည်းမိုးကလည်းနည်းနည်းအုပ်နေလို့မင်းတို့မရှိဘူးထင်လို့မင်းတို့လည်းမလာရင်ငါမလာရင်ခေါ်လိုက်လေကွာဟာဘယ်မှာနေမှမပြေကျွန်တော်ဘယ်ကဩမင်းကဒီကអော်လိုက်ငါစီအောင်ကြားတယ်ဟုတ်လိုက်ဘာခေါင်းရွှေဖိုးရေချင်းဝိုင်းစားတော့ပဲဗျာဆိုရင်အဲ့ဒါငါလာလိုက်မယ်ဟုတ်ကဲ့ဟုတ်ပြီရေစင်ဝိုင်းရေကူွားနောက်နေ့ကျတော့အချင်းကဟဲ့အဖိုးကြီးခေါ်ပေါ့ကိုစမ်းမောင်နေတော့ဘာခေါင်းရွှေဖိုးရေချင်းဝိုင်းစားတော့မယ်ဆိုတော့သူတို့ချင်းခတ်တယ်ပေါ့ခက်တော့တက်လာတာပဲရေကနေအဲ့လိုပဲချောင်းတော်ကြီးနဲ့သူကလည်းထိုးဝင်းမင်းညောင်နေနဲ့ပေါက်တော့ဒီမှာလဲအင်းနေဆေးတွေနဲ့ခတ်တာပဲချင်းခတ်ကတော်တော်ကောင်းတာအပြန်ကန်ကြီးတို့ထုံးတယ်ကိုစမ်းမောင်စီကကွန်းတရားကိုစမ်းမောင်လည်းအဲ့မှာတောင်းမှာထိုင်ပြီးတော့ကွန်းရလေးရတဲ့ချိန်မှာသူကကွန်းတရားချွေးသူကလည်းကွန်းတရားစားအဖိုးကြီးကရည်တဲ့ဆင်းသွားတာဒီတိုင်းပဲဆင်းသွားတာသူတို့ကလည်းဘယ်မှာနေလဲလှေရတာလှေရပဲထင်တဲ့ခါကျတော့ဘယ်မှာနေလဲဘာညာလဲတေးသေးချာချာမမေးတော့ဘူးပေါ့နော်အဲ့လိုပဲတော့တည့်ရကြတော့ဘာဖြစ်လဲရေတက်တယ်ရေကတော်တော်လေးကိုတက်လာအဲ့ဒီမှာဘာဖြစ်တယ်လဲဆိုတော့လူကလည်းနဲတယ်ရေရဆိုတော့ကျွန်တဲ့ဟိုရေချိုးတဲ့လူတွေကလည်းရေကတက်နေတော့တိတ်ဆင်းမချိုးကြအောင်နားလည်းခဏပဲဆိုတော့ချင်းဝါကနည်းနည်းချောင်းနေပေါ့ဟာအဲ့ဒီမှာကိုစမောင်နေလို့နေဖိုးကြီးခေါ်မယ်ခေါင်းရွှေဖိုးရေဆိုချင်းဝိုင်းစပြီခတ်တာပေါ့အဲ့ရေကလည်းတက်လာတဲ့ခါကျတော့သူတို့ချင်းခတ်တဲ့နေရာလေးကနည်းနည်းချင်းသွားတယ်ရေကတက်လိုက်တက်လိုက်ပါညာဆိုအဲ့နဲ့ရွှွတ်နေနေပေါ့နော်နည်းနည်းရွှွတ်မာတွေပေါ့ရေကတင်ချိုးတယ်အားကြတက်လာတာပဲရေတွေကနေအားဒါဟောက်ကြတယ်ခတ်တယ်သူချင်းမင်းသားဆိုတော့သူကအလေကောင်ကခတ်တာလေကျွန်တော်တင်ရဦးရတယ်ချင်းမင်းသားဆိုအကုန်လုံးတဝိုင်းလုံးနဲ့သူတယောက်တည်းဟာတခါလဲနောက်ပြန်နေရောဒူးတွေရောပတ်ဒူးတွေရောဒီလိုပြောပေါ့နော် white တွေရောဘာတွေရောဆလိုဝယ်တွေရောအဲ့လိုခတ်တာဟာအကုန်လုံးသဘောကျဟာအဖိုးကြီးခတ်တာဟိုကအန်အောဝိုင်းကြည့်နေကြသူကမနာလို့လဲဆိုကိုပွားကိုပွားသူကဒီမှာချင်းကရွာမှာသူကစတားလေချင်းနဲ့ပတ်သက်ဒီဘိုးကြီးရောက်လာမှသူ့တော့ view မဆိုင်ကြတော့ဒီဘိုးကြီးကို view ဆိုင်တယ်ဆိုကိုပွားကနည်းနည်းဒေါသဖြစ်သွားတယ်အဲ့မှာအဖိုးကြီးတွန်းဖယ်တာအဖိုးကြီးအလေကောင်းခတ်နေတာတွန်းဖယ်ပြီးသူ့အလေကောင်းဝင်ခတ်တာဘိုးကြီးဘာဖယ်ပေးတယ်အခက်ကိုပွားခန့်နေဝိုက်မယ်ဆိုပြီးတော့အလှဆုံးပေါ့ပညာပြအကုန်လုံးကိုပြနိုင်တယ်ဆိုကတော့ဝိုက်မယ်ဆိုပြီးခုံပြီးချတာအောက်ကလည်းရေတက်တယ်ရောရှင်းရှောနေတယ်ဘောင်းသူပြုတ်ကြခြေပြလက်ပြအကုန်လုံးကဝိုင်းရီတာဟာကြီးရောဘွားတော်ရှက်သွားဖိုးရမရှိဘူးအေးစေပဲတော်ကွာဒီနေ့မခတ်တော့ဘူးလေပြန်မဲစမငါ့ကိုကုန်းတရားကျွေးထုံးတယ်လည်းကွန်းဆိုင်ပြီးတော့ဘွားဖိုးရေချက်နေရမပြန်နဲ့တဲ့ခင်ဗျာဟာဘာဖြစ်လို့လဲခါကျွန်တော်လည်းရေပြိုင်ကူးမယ်ဟုတ်ပါတယ်ခင်ဗျချင်းတော်တာမှန်တယ်ကျွန်တော်လက်ခံတယ်အခက်ရေပြိုင်ကူးမယ်ဘယ်လိုပါလဲဘောဘိုးရဘာလို့မှလဲကွာငါတို့ဒီစိတ်ရေကူးပြန်ဟိုကူးမယ်ခက်တရမရှိဘူးလားဟိုဘက်ကန်းကိုသွားမယ်ဟိုဘက်ကန်းကိုရောက်တယ်ဒီဘက်ကိုပြန်ကူးမယ်အဲ့ဒါသူရင်ရောက်လဲအဲ့ဘာခမန်းကျွန်တော်တွေ့ကြတာပေါ့အချောတူတယ်လည်းတားတဲ့လူကလည်းတားချိုးကြလဲမတားတော့ဘူးပွဲကြီးပွဲတော့ကြည့်လဲကြည့်နေကြတာပေါ့မှန်မှာတော့ဒီမိသားချောင်းသားနေတဲ့လူတွေကရေကူးတော့တိတ်မဆန်းဘူးဒါပေမဲ့ရေကတက်နေတဲ့အချိန်ဘာညာဆိုတက်လိုက်ကြလဲဆိုတော့နည်းနည်းလှိုင်းရလဲနည်းနည်းရှိအဲ့လိုပေါ့နော်ဟိုဘယ်လိုခေါ်မလဲအရင်ရာသီဥတုမျိုးနဲ့မတူဘူးပေါ့အဲ့မှာအားချမယ်ကိုဘွားသူ့ချောင်းဖိချကိုဘွားလည်းသပင်းကလှဆိုရင်ဖားရတယ်လားတော့ပါနဲ့လာရာခမရလည်းယောက်ျားမဟုတ်တော့ဘာညာဆိုဘုံရေတဲ့ခုံကြဖိုးရဆွဲချောင်းကူဝါကြတော်တော်ကြာတယ်ဘိုးဘက်တွေပဲပြန်လာမှာ
ကိုဘွားလည်းပြန်မလာဘူးဖိုးကြီးလည်းပြန်မလာဘူးဟာဘယ်လိုဖြစ်လဲအကုန်လုံးစိတ်ပူတာပေါ့ကိုဘွားရေးမောင်ဘွားရေးရောအားကြဆိုမလာဘူးမှောင်ကလည်းမှောင်ပြီအဲ့မှာရွာကနေပြီးတော့ရင်နန်းဒီမီကိုလေယူပါကြလိုက်ရှာကြတာပေါ့ဟိုဘက်မတက်သွားသလားဟိုဘက်မှာလည်းမရှိဘူးဟိုဘက်တစ်ဖက်ကမ်းမှာလည်းဘာမှမရှိဘူးအဖိုးလည်းမတွေ့ဘူးခေါင်းရွှေဖိုးလည်းမတွေ့ဘူးအဲ့ဒါလည်းရှာမတွေ့ဘူးပေါ့ရွာရဲ့စိတ်ပူတာပေါ့ဟိုကိုဘွားရင်လူတွေကလည်းငိုတဲ့လူကငိုရဲရဲကြီးဖြစ်နေပြီနောက်နေ့လဲရှာတာပဲမတွေ့သေးဘူးအဲ့မှာညကြတော့အော်လာတဲ့အဲ့ဒီချောင်းတွေကအော်တိုင်းကြားကဲကြပါခေါင်းရွှေဖိုးငါ့ကိုတတ်နေတယ်ခေါင်းရွှေဖိုးငါ့ကိုတတ်နေတယ်ဆိုတော်တော်များများကြားကိုဘွားမှာကိုဘွားအတန်နဲ့ကြီးနဲ့အော်ခေါင်းရွှေဖိုးငါ့ကိုတတ်တာခေါင်းရွှေဖိုးငါ့ကိုတတ်တာကဲကြပါဆိုဒါမဲ့လည်းအဲ့လိုပေါ့ရာသီဥတုမကောင်းတဲ့ကကြောင့်လှိုင်းနဲ့လှီးတယ်ဆိုပျောက်သွားပြန်ဟာလူတွေကတော်တော်အံ့ဩကုန်တာဘလို့ဖြစ်တယ်လဲပေါ့နောက်နေ့ကျတော့ထက်ရှာအဲ့ဒီမှာနည်းနည်းလေးချီကြောက်တော့တွေ့ဒီလှေချီတဲ့မဓမ္မတိုင်စိုက်တာရေတော့ရေကျနေတဲ့အချိန်မှာတော့ဟိုတောင်ပြင်ပေါ်တော်တော်လေးရေဆက်လေးကိုရောက်နေတာပေါ့မမနဲ့ရေလက်တက်ကောသူကရေဖုံးသွားတာအဖျားလေးကပေါ်အောင်မရှိတော့အဲ့ဒီတိုင်မှာသပင်နဲ့ရစ်ပြီးတော့ကိုဘွားရှောတယ်လောင်းကပွားစားပြီးနေပြီရှောနေဟာလူတွေစိတ်မောင်းတွေ့လည်းငိုတာဟောအဲ့တော့အလောင်းယူရရွာထဲထည့်လို့လည်းမရဘူးအဲ့တော့အဲ့တောင်ပြင်မှာပဲလင်းစင်ထိုးအလောင်းတင်ထားရတာပေါ့ထားရတော့ဘာလဲဆိုတော့ तू ကချင်းကို तू ကဒေဝသနာကြီးတာဟိုလှေနဲ့အဲ့လိုချိန်တွေမှာပြီးတော့ချင်းကိုယ်တိုင်ထိုးတာအဲ့ချင်းလုံးလေးကိုဘာမှမဟုတ်တင်ထားလိုက်တယ်ပြီးတော့စမိန်စာလုပ်လေးပေါ့အဲ့ခေါင်းပေးမှာတင်ထားလိုက်အဲ့မှာဖေးမှာလည်းမီးခွက်တွေပေါ့ဖေးတဲ့လူကလည်းရဲတောက်တဲ့လူကလည်းတောက်ပေါ့ရွာကာလာသားတွေပေါ့ဒီကြတာပေါ့အဲ့မှာချင်းကတောက်ဆိုကြောက်လိမ့်ပြီးဒီတိုင်းစင်ပေါ်သွားကြပြီးတော့ထောက်ဆိုလူတယောက်ကများတော့နေတဲ့အတန်လိုမျိုးဒီချင်းကကြပြီးသွားရင်ဒီတကယ်ဟိုဘယ်လိုခေါ်မလဲတဲဆိုလည်းတဲပေါ့နော်ရှုဆိုလည်းရှုပေါ့ပြန်ဒီလိုထောက်ဆိုဖြစ်เสียအောင်အကြောင်းပြုအဲ့လိုဖြစ်တယ်ရတယ်ထောက်ဆိုဟာလူတွေကတကယ်လန့်လာပြီးပြန်ဂျေဝါရောအဲ့မှာကိုလုံးကကြောင်ပြီးချင်းပြေကောက်ပြန်ထားလိုက်အဖေတွေဆက်ရိုက်ကြပါအဲ့လိုပဲချင်းကထောက်ဆိုဖြစ်ပြန်ဟာအကုန်လုံးကကြောက်လူတယောက်တော့နေတဲ့အတိုင်းပဲတဲ့ရာသီဥတုကမကောင်းတော့အရင်လိုလာတာဘာညာမဟုတ်တော့လေတက်ကွက်တော့မမြင်ရဘူးဒါပေမဲ့မတဲမကွဲမြင်ရတော့အဲ့ဒီသပင်ရှည်ကြီးနဲ့ခေါင်းကြိုက်နဲ့ကိုပွားတယ်တော်ကိုပွားမှာကိုပွားပဲတော်ဆင်းတယ်ရုပ်ကိုတိတ်ချာခန္ဓာကိုတိတ်ချာအနီးကပ်မမြင်ရတာရှိမယ်မှန်းကြည့်ရင်တော့တစ်ထရတယ်အဲ့လိုဖြစ်ထောက်ဟာကြောက်အဲ့လူကြီးတယောက်ကချင်းလုံးတွားယူခေါင်းထဲကိုထည့်လဲခေါင်းသွင်းထားပြီပေါ့နေဆိုခေါင်းထဲထည့်ပြီးတော့ဆက်နေကြတာပေါ့ကြောက်နဲ့ပြန်တဲ့လူကလည်းပြန်ကုန်ပြီမပြန်တဲ့လူတွေကလည်းပြန်ကုန်ပြီအဲ့ဒီမှာရေလေကောင်မြစ်လေကောင်ကအတန်ကြီးကြတာခေါင်းရွှေဖိုးတတ်တာခေါင်းရွှေဖိုးတတ်တာငါ့ကိုတတ်တာဟိုအကုန်လုံးအဲ့ဒီအလောင်းထားပြီးထွက်ပြေးကြတောင်မြင်ပေါ်မှာအဲ့အလောင်းရကြံခဲ့တယ်လေးတိုင်းစင်းနဲ့300နဲ့နောက်နေ့ကျတကြူရောလှေခုပေါ်မှာတင်နောက်ရှေ့ကလှေကလင်းအောင်လှုပ်ပြီးဆွဲနောက်ကလှေတွေနဲ့လိုက်ကြပေါ့ဟိုးတော်တော်လန်းမှရှိတဲ့တောင်မြတော့တကြူရတာဒီမြက်ပြီးတော့တကြူပေါ့ပြန်လာတဲ့အဲ့ဒီနေ့မှာတော့ဘယ်လိုခေါ်မလဲခြေကနည်းနည်းကျတယ်ဒါပေမဲ့လူတွေကတိတ်မစင်းရတော့ကလေးတွေပါလေကန်းကြမသွားခိုင်းတော့ညကြံလဲအဲ့လိုအတန်အရင်မဟုတ်ဘူးမယ်ကြားတော့ကြားရတယ်အဲ့ဒီကန်းကြနဲ့နီးတဲ့အိမ်ပြပြောပြတာခေါင်းရွှေဘုံငါ့ကိုတတ်တာခေါင်းရွှေဘိုးတတ်တာဒီကောင်တတ်တာဒီကောင်ကြီးတတ်တာဟာနာဆိုဟာအဲ့မှာတယောက်စကားတယောက်လုံးပြန်သွားအဲ့စကားအဲ့ဒီမှာတော်တော်လေးကိုဟိုလူတွေက
ဒီအမှန်တရားရပါတယ်အမှန်ညနေဆိုချင်းဝိုင်းနဲ့ဘာနဲ့စီကားရကြီးကျိုးစိတ်ကြီးလည်း6ကတ်သွားရ6ကတ်သွားပြီးတော့အဲ့လိုဖြစ်နေတာပေါ့နောက်ပို့ဆိုတာကသူကညဘက်ပိုက်ချတာဟုတ်ပိုက်မချရင်တော့ကြောက်ဘလို့ကြောက်လဲဆိုအဲ့တာဝါဆိုတဲ့ကောင်အစတော့လည်းအရေးလေးထူထူနဲ့ဘယ်သူကငါမကြောက်ဘူးငါသွားမယ်အဲ့ဒီမှာတာဝါလှေလေးတော့ပိုက်ချပြီးလှေလေးကနှံ့တော့ရလေးငုံပြီးတော့အဲ့လိုဘေးနာရေတံကြပုံဟာငါပွတ်တယ်တူပုံဟာပွတ်တယ်ကြည်တာငါကြီးမဟုတ်ဘူးမိကွက်သူကရေတံစီမိကွက်ကိုမိကွက်လည်းကြည်လဲကောအဲ့ဒီမှာကိုပွားစပင်အရှိကြီးနဲ့မျက်နာလည်းရွာပါယုတ်ကြီးလိုပဲဒီမှာပါဇက်ထဲမှာလည်းငါးရှင်ကြီးကြိုက်ငါးရဖက်ဖြစ်အဲ့ဒါကိုဒီကြိုက်ပြီးတော့အဲ့ဒါစားနေတာဟာဟိုကခါလဲကြောက်ပြီးတော့အော်ပြီးတော့ပြေးရပိုဆိုးတာဗောရွာလူတွေကဘသူကဟိုမဖမ်းရဲတော့ဖြစ်တာသွားရင်တော့မှခဏပဲအဲ့တော့မှ3-4ယောက်စုလို့ပဲသွားကြတော့တယ်အဲ့မှာတနေ့ကျတော့ဘာဖြစ်လဲဆိုတော့ကိုစက်မောင်ကနေပြီးတော့သူတို့ကလေမြန်2ယောက်တည်းရှိတာမိမကတော်တော်ဖျားတည်းရဖျားနေ့ရဖျားလို့မရတော့ဘူးဘူပြန်မှာစိတ်ကမှဆေးဆရာနဲ့ဆေးကူရတော့မယ်အဲ့တော့ပတ်စံမရှိဘူးလေတနေ့လုံးမှတနေ့စားရတာဟောသူကလည်းလူစင်းရဲပဲအဲ့ဒါကဲဖြစ်ချင်ဖြစ်သွားပြီပိုက်ဆွဲအတက်တချောင်းနဲ့ဒီကွက်နဲ့တခါတောင်းနဲ့ဆင်းပြီးတော့ပိုက်ချတာပေါ့သူလည်းပိုက်တာချရတယ်နည်းနည်းတော့ခတ်ကြောက်တာဘာဖြစ်လဲဆိုတော့ဘသူမှလည်းဒီရဲမဆင်းရဲကြတော့ဘူးလေအဲ့လိုဖြစ်နေတော့ဒါပေမဲ့မတော်လို့လည်းမရပြန်ဘူးမိမတော်တော်ဖြစ်နေစိတ်ကူဘောပတ်စံလိုပြန်အောင်အဲ့တော့ဘလောက်ဖိုးလေးရဘာလေးရဆိုတော့ငါးရှာထွက်ရတာပေါ့ထွက်တော့ကြောင့်လည်းအဲ့ဒီမှာလှေလေးမျောနေတာပေါ့အချတော့အဲ့တော့ကိုရလေးထုတ်စားဟိုးသူလေကတုံသွားကြည့်ရတော့သူကလေပက်မှာထိုင်းနေလေဦးမှာသူ့တဲ့မျက်နှာချင်းဆိုင်ရောက်ကြည့်လိုက်တော့ခေါင်းရွှေပိုးကြီးဖြစ်ဟာခေါင်းရွှေပိုးဟုတ်တယ်မင်းနဲ့ကွာသူငါ့မထွက်ကြမင်းဘာလို့ထွက်လာမင်းကနေမကောင်းဘူးတဲ့ထွက်လာလူတွေကလည်းကြောက်ကြတယ်မထွက်ကြဘူးဟိုကောင်းလေတဲ့ညကြရင်អော်ပြီးတော့အဲ့မှာမျိုးလုံးကပြေးနေတယ်ဒါနဲ့နေဦးဘာစိတ်မဆိုးတော့ဘာကိုကျွန်တော်တခုမေးပါမေးတက်လိုက်တာဘာလားဒီကောင်អော်တဲ့ထဲမှာကြားတယ်လူကြားတယ်ခေါင်ရွှေဖိုးငါ့ကိုတက်တယ်ခေါင်ရွှေဖိုးငါ့ကိုတက်တယ်ကဲကြပါအောင်လို့ပြောကိုရကိုလျာယူစားဘုံနေကောင်းကြီးငါမတက်ဘူးတဲ့သူ့ဒေါသကြောင့်သူသေးတာတဲ့ဟာဘလို့ဖြစ်လို့လဲမင်းတို့သိမှာပေါ့မင်းတို့အလုံးရှိတယ်အဲ့ဒီရေကူးပြန်ပြီးစင်သွားတာငါကူးတက်သွားတာဒီကောင်ကရေစည်းနဲ့ပါသွားတာပါသွားတော့ဒီငုတ်တိုင်ကိုမဓမ္မတိုင်စိုက်ထားတဲ့မဓမ္မတိုင်ဟာရေထဲမှာနည်းနည်းလေးပဲပေါ့အဲ့ဒါကိုမမြင်မဲနဲ့ဝင်လဲရိုက်လေရိုက်လေကလည်းတဲ့ဘူးလည်းဖြစ်ကောစပင်းနဲ့ပတ်မိအဲ့ဒီမှာဆုံးတာဒီရှောင်းကဖြီထားတယ်ဆိုတော့ပရမတိုင်နဲ့စပင်ကရောင်နဲ့ပတ်ပြီးတော့အဲ့မှာတရားတဲ့ငါတက်တာမဟုတ်ဘူးဟုတ်လားဟုတ်တယ်အဲ့မှာတရားတဲ့နော်ဘာအဲ့ဒါမကဲဘူးလားဘာကဲလိုက်တာမဟုတ်ဘူးကဲလို့မရဘူးငါတို့မှအဲ့လောက်ဆွမ်းမရှိဘူးတဲ့ तू ကသူ့မှာတေခံလဲပါတယ်အဲ့တော့အချိုးကြောင့်တိုက်ဆိုင်သွားလို့တေးကိုတေးရမှာတဲ့ငါတို့မှာကဲခြင်းနဲ့တမန်ကမှငါကဲလို့မရဘူးတဲ့အဲ့လောက်ကမစိတ်ကြီးလည်းမရှိဘူးတဲ့ဒါပေမဲ့ငါအခု तू မကျွတ်မလို့ဖြစ်နေခေါ်ထားလိုက်ပါပြီတဲ့ထားလိုက်ပြီငါတို့လည်းပြောင်းတော့မယ်တဲ့ဘာဘယ်ကိုပြောင်းမှာငါတို့တိုက်ပြောင်းတော့မယ်မြောင်းမြပဲဟာဘာတိုက်တာဟုတ်တယ်တရားတိုက်ကငါတိုက်ဆောင်တယ်တိုက်ဆောက်ဆိုမှငါတို့ကသူများလည်းမဟုတ်တာမလုပ်ဘူး
ဒုက္ခလည်းမပေးဘူးအတက်အန္တရာယ်ကိုလည်းဘာမှမလုပ်ဘူးငါတို့ကဖျားပစ္စည်းကိုစောက်ချော့တော့မရှိအေးဖျားပစ္စည်းတော့လာမယူနဲ့ဖျားပစ္စည်းကိုတော့လာပြီးတော့မပြစ်မှားနဲ့မထိပါနဲ့ဖျားပစ္စည်းနဲ့ပတ်သက်လာရင်တော့ဆုံးမတင်တာဆုံးမရတာပေါ့ကွာအဲ့တော့ငါတို့အခုအဲ့ဒီဖျားပစ္စည်းနဲ့ပြောင်းတော့မယ်တဲ့ငါအဲ့ဒါလာပြောတာအဲ့တော့ဒီကောင်ဒေါသကြောင့်တည်ရတာဒေါသကြောင့်တည်တော့မကြွဘူးကြည်သားနဲ့ငါပဲခေါ်ရတာအခုလေငါခေါ်ထားလိုက်တယ်ဒီထက်ကကြီးရလည်းကဲခေါ်လဲခေါ်ဖို့ခေါ်ထားလိုက်ရတယ်အဲ့တော့ဒီဒေါသလောဘဒေါသမကောင်းဘူးမင်းလေဒီအကုသိုလ်လုပ်ကွာနော်တာငါဖတ်နဲ့တက်ငါအလုပ်တွေမလုပ်ပါနဲ့ຢာလေးကိုင်းလေးလုပ်ပါဆိုတော့ဦးဆောင်ဘာကောင်းရှိဖို့ຢာကိုင်းလို့ဟောဗမာကျွန်တော်မှຢာရှိလို့လေကိုင်းရှိလို့လေຢာကိုင်းရှိတဲ့လူတွေကလည်းအများကြီးရှိတာမဟုတ်လို့သူတို့ຢာသူတို့တိုင်းသူတို့လုပ်ကိုကတခါတလေမှလက်ကသားလေးလို့ကျွန်တော်လို့ကျွန်တော်လေများထမင်းမှောင်စားအောင်လေဟုတ်ရကောင်းပြီဒါဆိုရင်မင်းအဆင်ပြေမင်းဒီအကုသိုလ်အလုပ်တွေမလုပ်ပါဘူးကျွန်တော်ကောင်းကောင်းကျွန်တော်ຢာကိုင်းစိုက်စားပါပဲတာသနာပြုကမင်းကောက်ဂရိပေးလာပေးတယ်ကျွန်တော်အဆင်ပြေကျွန်တော်လုံးဝဒီတက်ငါအလုပ်ကိုမလုပ်တော့မင်းသိကြတယ်နော်သိကြတယ်အေးဟုတ်ပြီဘိုးရကုန်းလုံးလုံးနဲ့မင်းငါပြတော့တေချာနားတော့တဲ့ဂရိတော့တီးပြီးစေနော်တီးပါတယ်တီးစိတ်ချညငါဒီနေ့ငါးကြီးတစ်ကောင်ပေးမယ်အဲ့ဒီငါ့ကိုမင်းမယောင်းနဲ့တော့တဲ့ကိုယ်တိုင်ဖြက်ကိုယ်တိုင်ချက်ပြီးအင်းအဖေအားနဲ့ဘုန်းကြီးကြောင့်ဖះကိုဆွန်းတော့ကဘုန်းကြီးကြောင့်ဆွန်းချက်ပို့အဲ့ငါ့ကိုချက်ပြီးတော့ပို့မင်းအစဉ်ပြရတဲ့ဒီနေ့ကျရင်မင်းအကုသိုလ်မလုပ်ဘဲနဲ့တာသနာပြုပါမယ်လို့မင်းပြောခဲ့တယ်နော်တဲ့ဟုတ်ကဲ့ကျွန်တော်ပြောပါတယ်ကျွန်တော်ခုလည်းပြောအေးပြီးရောကဲစမောင်ငါပြောသွားမယ်မင်းငါလာနှုတ်ဆက်တာခုံးရှိတဲ့ခုံကြောက်ပါလိုက်ကြည့်ဒီလိုခြေတန်းတုံးလို့ကြားတယ်ဘယ်ရောက်မှလည်းမသိအဲ့သူကငါအိမ်မက်များမက်ထလာပေါ့ဒီမှာတော့လေလှေမှာပဲမှာမိပြီးတော့ထိုင်နေရောလို့ငါအိပ်ပြောသွားလို့များအိမ်မက်မလားအိမ်မက်လည်းမဟုတ်ဘူးဒါတိတိချာချာကြီးအဲ့လိုတိုးနေတော့ဘုံဆိုပြီးအတန်ကြားတာဟာဘာလို့ဟာကြည့်လိုက်တော့ငါဘတ်ကြီးအကြီးလှေဝန်းထဲကိုခုန်ဝင်လာတာဟာဝုန်းတိုင်းကိုကျဲညာပဲပလိုင်းတွေကိုထည့်ပြီးပလိုင်းတော့မဆန့်ဘူးလေပြီးတော့ခဏနဲ့ညင်ရောတဲ့ငါဘတ်ကြီးအဲ့တော့ပိုက်တွေငါတိတ်ပြီးတော့အဲ့ငါဘတ်ကြီးကိုထမ်းလှော်တဲ့နဲ့ငါဘတ်ပိုက်ကထိုင်းပြီးတော့အိမ်ကိုပြေးတာပြီးမင်းမထားအဲ့တော့900ဟာအားကြီးအောင်ဖြက်ဈေးတော်လားမရောအချင်းယူနေတာဟမ်ကျွန်တော်တို့နေမကောင်းဖြစ်တယ်အဲ့900မှပတ်ဆိုင်ရမှာပေါ့ဟုတ်ဘူးရောင်းဘူးဘုန်းကြီးစွန်းတော့ကတ်မယ်ဘုန်းကြီးတော့ကတ်ကျွန်မလည်းဖရာတရားဝါသနာပါပါတယ်ရှင်ကျွန်မလည်းဖရာတရားတော်မှာပါဒါပေမဲ့ကျွန်မအခုဆေးဘိုးလေးကလိုနေတဲ့အချိန်ရှင်လဲသိရတာနဲ့မင်းအဲ့ဘာပြောလဲငါဂရိပေးတာခဲ့ဘုဂရိပေးတာလဲနော်ဒါလည်းမြို့ကနောက်မှပြောမယ်နော်အဲ့တော့အဓိကမှားလိုက်တာငါကိုယ်တိုင်ဖြဲတယ်ကဲဒီကွလားဓာတ်နဲ့ငါကိုယ်တိုင်ဖြဲစိတ်လုံးမလဲဓာတ်နဲ့ပေါ့ခဏငါခုတ်ဘိုက်ခွဲချငါဘက်ကလက်တော့ဒီငါဘက်ကစားကောင်းငါဘက်ကမပြည့်အောင်ဆိုတော့ငါဘက်ခွဲပြီးချစ်မယ်လို့အဲ့မှာ drought သွားပြီးအတန်ကြတော့ဓာတ်နဲ့ထိတဲ့အတန်ကြည့်လိုက်တော့ဒီစီကွက်အရောင်နဲ့ကြောက်တလုံးနဲ့တက်ကြည့်လိုက်တော့အချွတ်ကြည့်ရပထမဖုံးနေရပေါ့အရောင်ကနီတော့နီဟာပိတ်တောင်းနေတာအမမတော့ပရမညာပေါ့ဒါမှသူကပရမညာလည်းမသိဘာမှမသိရတာဟုတ်ကြောက်နေဟာခွန်ကျိုးပြောလိုက်တဲ့စကားတကြီးကကြောက်တေချာစေးရောငါတော့တေချာသိနေဆိုမိမလည်းမလေး
တမိုးမှကြီးလာမသိဘူးဟမ်မသိဘူးမင်းဒါနေဆိုတော့ချက်ပြုတ်အဲ့လိုနဲ့မနေ့9နိုင်လောက်ရောက်ဖျားဆွန်းတော့တင်ပြီးတော့သူတို့စီကအဲ့အိုးလေးကွက်လေးတဲ့အောင်လေးတွေမှာထည့်ပြီးဆွန်းကြိုက်တော့ပို့ခါပုံးရလေဟာထူးစားမှာတော့ကွာဟုတ်တယ်ရှင်ပြပြီးတော့ဆွန်းကြိုက်လာပို့တာပါငါရခဲ့လို့ပါအော်ကဲဒီပြီးတော့နောက်အရှင်ပြကိုတခါလေးပြောရမယ်တပြီးတော့ဟိုအလုပ်တစ်ခုခုများအဆင်ပြေခဲ့လို့ရှိရင်ပြီးတော့ဒီတင်ငါအလုပ်ကိုမလုပ်တော့ဘူးဗျာဒါပေမဲ့လုပ်တော့နောက်ဆုံးရတဲ့ငါလေးမို့လို့အရှင်ပြောလာကတာတာလူပုညကောင်းလိုက်တာအဲ့လိုပြောနေလို့ရှိတယ်လာကတ်တယ်ဘုရားမှာတကြီးကလည်း तू ကလည်းအာယုံစုလာပို့တာအခု तू စိတ်ဝင်စားပါအောင်ဆမ်းမောမင်းပြောတဲ့စကားဆမ်းပါလားကွာဟမ်ဒီမှာများလို့အပြင်စင်းရသားရဲ့ຢာမရှိကိုင်းမရှိဘူးတငါလုံးပဲလို့ရမင်းကဒီတငါလုံးလည်းမလုပ်ဘူးຢာလည်းကိုင်းလည်းရှိတာမဟုတ်ဆိုဘာသွားလို့မတော်လည်းပြောရင်ကောင်းမှမပြောရင်ကောင်းလို့အဲ့တော့တကြီးကိုကျွန်တော်ပြောစားကပြောကွာဘုန်းကြီးဦးဖြစ်လို့တော့မြောက်ထွက်အဲ့မှာတော့ထုတ်ပြတာကြောင်းစုံပြောပြအာနေကိုအဖေမင်းသွားရောက်လို့မရဘူးနော်ဘာတံမိုးလဲနားမလဲပါမလဲတော့ငါလည်းနားမလဲငါတို့နှက်ချတာခံလိုက်အဲ့တော့ငါဒီမှာဆိုင်ဖွင့်ထားတယ်မို့ဦးမင်းမျိုးမှာရှင်နာတဲ့ကြီးကိုလုံးဝရင်နာဆိုင်ပေါ့ဖွင့်လာတာဦးမသူဆိုတာရှိတယ်အဲ့ဒီဘုန်းကြီးတော့ပြစီရလေစိတ်ရင်းကောင်းလို့ပေါ့မနေ့မိုးလင်းတစ်ခါတော့ကြဘုန်းကြီးကျောင်းကပြန်လာတယ်မနေ့ကလည်းလင်းနေပေါ့ဈေးတော့တော်လည်းပြပြောဟာဒါပြများဒါတော်တန်တော်တန်ပြီတဲ့အဲ့တော့ကျုပ်ယူမဲ့ဘိုးရယူမဲ့ဆိုမဲ့ကျုပ်မှာအဲ့လောက်ဒီတန်ဖို့ပေးရပတ်စံအဲ့လောက်ဒီမရှိဘူးလေကြည်အဲ့ခေတ်တော့ဘယ်လောက်တန်နေတဲ့ပြများလဲဆိုအဲ့တော့ကျုပ်မရှိရာနဲ့ကိုင်းနဲ့ငွေနဲ့သင့်ပေးလိုက်မယ်တဲ့900ဖြစ်တယ်တော့400ရှိတယ်တရားအောင်ရာနဲ့ကိုင်းနဲ့ပေးမယ်ဟာကြိုက်တယ်ကျင်းတော့ပါတယ်ဆိုအဲ့ပတ်စံ400ယူအဲ့ဒီရာနဲ့ကိုင်းနဲ့ရသွားတော့ငါချက်ချင်းတထေးဖြစ်သွားတာပေါ့တထေးဆိုတော့ဟိုဘယ်လိုတထေးကြီးတော့မဟုတ်ဘူးပေါ့နော်ရွာထဲမှာတိတိတတ်တော့ဆင်းရဲတာဘောကနေပြီးတော့ဟိုအင်ကြီးရခိုင်နဲ့အဲ့လိုယာရီကိုင်းနေပိုင်တဲ့လူတယောက်ရဲ့ဘောအောင်လူရောက်သွားတဲ့အဲ့ဒီကစပြီးတော့တငါလုတ်ကိုလုံးဝမလုတ်တဲ့အပြင်အသားပါမစားတော့တက်လုတ်ပဲစားတော့တယ်တဲ့အဲ့ဒါသူအမြဲတမ်းဖះရှိကိုယ်တိုင်အမြောက်ဝေတယ်ပေါ့ဟုတ်ချင်ဘူးအများကျွန်တော်ကျုပ်ပြည်သူများကုသဒါနတွေအမြောက်ဝေပါတယ်ဆိုသူတို့လူများနဲ့ကအမြဲတမ်းအမြောက်ဝေရဲ့တဲ့အဲ့ခုနဦးထေအောင်ရဲ့ဖေကပြောပြတာအဲ့သူတို့ဒီတဲ့သူတို့လက်ထက်ဒီအဲ့ဒီမှာဟိုဘယ်လိုကလဲစိတ်ခံတရားလေးပေါ့တစ်သားတရားလေးတိတ်အကြီးတော့မဟုတ်ဘူးဒါပေမဲ့တောင်းလှေပါရင်တော့ကတ်လို့ရတယ်ညာစံလေးပဲအဲ့စိတ်ခံတရားလေးစောက်တာလေဆိုတော့ပေါ်မှာရေးရတယ်ခေါင်ရွှေဖိုးကောင်းမှုဆိုရေးရတယ်တဲ့အဲ့ဒါသူတို့ငယ်တော့တွေ့ခဲ့သေးတယ်တဲ့နောက်တော့လည်းပြင်မဲ့လူမရှိဘာမရှိဆိုတော့ပြက်သွားတာပေါ့ရေတက်ရေကြရေကြီးပါညာဆိုတော့အဲ့လိုပြက်စီးသွားတာတဲ့အဲ့တော့ဒီဒီပတ်စီစဉ်မှာပြည်သက်တဲ့အလုံးတွေခေါင်ရွှေဖိုးဆိုတဲ့ဇက်ကလေးကိုကျွန်တော်တင်ဆက်လိုက်ပါတယ်ဗျာဒီကြောင်ကြောင် Blip or channel ရပဲကျွန်တော်ကြောင်ကြောင်ပြောမှာဟားစရာနော်ကြောင်ကြောင်နဲ့ဒီတွားကြမှာဒီလိုဥစ္စာလေးလေကျွန်တော်ဟိုပြလောကရွယ်မဟုတ်ဘဲနဲ့ဒီလိုစီစဉ်လေးလေကျွန်တော်အစင်တင့်တယ်လို့ဂျားပြပြီးတော့ရိုက်ကူးပေးပါမယ်ပြည်သက်စီကိုတင်ပြပေးပါမယ်လို့ပြောရတဲ့ဒီကုန်းချုပ်ပါတယ်ခင်ဗျာကျမ်းမှာချမ်းသာကြပါစေ